အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စစ်ပွဲရဲ့ရက်စက်မှုတွေကြားတဲ့ဖြူစင်တဲ့ကလေးငယ်တယောက်ကနေသွေးအေးတဲ့လူသက်သမားတယောက်အဖြစ်ဘလို့ပြောင်းလဲသွားလဲဆိုတာကိုရိုက်ပြထားတဲ့ Beasts of No Nation ဆိုတဲ့ဇာတ်ကားကိုပြောပြပြသွားမှာပါဇလန်အစမှာတော့အာဂူလို့ခေါ်တဲ့ကောင်လေးတယောက်ကအာဖရိကရွာလေးတရွာမှာမိသားစုနဲ့အတူအရန်ကိုပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပါဒါပေမဲ့ကန်ဆိုးကျင်တော့သူတို့နိုင်ငံမှာပြည်တွင်းစစ်ဖြစ်လာပြီးစစ်တပ်ကသူတို့ရွာကိုဝင်စီးလိုက်တဲ့အခါမှာတော့အာဂူရဲ့ကဘာလေးပျက်စီးသွားပါတော့တယ်။သူ့မျက်စိရှိတဲ့အဖေနဲ့အကိုဖြစ်သူကိုတပ်ဖြတ်တာခံလိုက်ရပြီးအာဂူကတော့တောထဲကိုတယောက်တည်းပြေးဟရတာပါ။တောထဲမှာအသက်ရှင်ဖို့ရုန်းကန်နေရတဲ့အာဂူကိုကွန်မန်ဒန့်လို့ခေါ်တဲ့သူပုံကောင်းဆောင်တယောက်ကတွေ့သွားပါတယ်။ဒီလူကအာဂူကိုကဲတင်ရှင်လိုဟန်ဆောင်ပြီးသူ့ရဲ့ကလေးစစ်သားတပ်ဖွဲ့တွေကိုတွတ်သွင်းလိုက်တာပါ။မင်းမိသားစုအတွက်ကူစားခြင်းရင်စစ်သားလုပ်ရမယ်ဆိုပြီးအာဂူကိုမှိုင်းတိုက်ပြီးတနက်ကင်ခိုင်းလူတက်ခိုင်းပါတော့တယ်။အဲ့ဒီမှာတင်အာဂူဟာဘဝဘေးအခြေအနေအရာဖြူစင်းတဲ့ကလေးဘဝကနေသွေးအေးတဲ့ဘီလူတကောင်လိုပြူမှုတက်လာရပါတယ်။ဇလန်းတစ်ချောက်လုံးမှာအာဂူဟာစစ်ပွဲရဲ့အနိဋ္ဌာယုံတွေကိုတဖြည်းဖြည်းကျင့်သားရလာပြီးလူတက်ရမှာကိုမကြောက်တော့တဲ့အထိစိတ်ဓာတ်တွေပျက်စီးသွားတာကိုတွေ့ရမှာပါ။ကွန်မန်ဒန့်ရဲ့ရက်စက်မှုတွေလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်မှုတွေကြားမှာအာဂူဟာသူ့ကိုယ်သူငါကတော့ခလီးမဟုတ်တော့ဘူးငါဟာဘီလူတကောင်ထိနေပြီလို့တောင်မြည်တိုင်းခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူ့ဘုံအထွဲ့ပြိုကွဲသွားပြီးအာဂူတို့ကလေးတတိုက်ဟာကုလသမဂ္ဂငင်းချမ်းရေးတပ်ဖွဲ့တွေစီမှာလက်နက်ချလိုက်ပါတယ်။သူတို့ကိုပြန်လဲပြုစုပြိုးထောင်ရေးစခန်းကိုပို့ပေးပေမယ့်အာဂူရဲ့စိတ်ထဲမှာတော့သူလုပ်ခဲ့တဲ့လူတပ်မှုတွေကအမာရွတ်လို့ကြမ်းနေခဲ့ပါတယ်။ဇက်သိန်းကန်းမှာတော့အာဂူဟာပင်လယ်ထဲမှာတခြားကလေးတွေနဲ့ဆော့ကစားရင်းသူဆုံးရှုံးခဲ့ရတဲ့အေးချမ်းမှုကိုပြန်ရှာဖို့ကြိုးစားနေတာနဲ့ပဲဇလန်းကပြီးဆုံးသွားပါတယ်